အားလုံးပဲမင်္ဂလာပါ။ FR review ကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့ကတော့လူသားတွေရဲ့ကြက်ခိုင်မှုကိုကြော်ဖြတ်သွားတဲ့ Honor Robot တွေရဲ့ sale တွေရဲ့အကြောင်းပြောပြတော့ဖြစ်ပါတယ်။ AB19 ဒီ2016ပါဗျာ။2016 AB19 ပေကျင်းမှာပြုလုပ်ခဲ့တဲ့လူသားတွေနဲ့ဒီ sale တွေရဲ့marathon ပြေးပြန်ပွဲမှာဒီ sale တွေနိုင်ရရှိသွားတယ်ဗျ။ sale နိုင်ရရှိသွားတော့မှတော့ဒီ Honor ရဲ့ Lighting ဆိုတဲ့ robot ကဒီနိုင်ရရှိသွားတာပေါ့နော်။သူ့ပန်းဝင်ခဲ့တဲ့အချိန်က9မိနစ်နဲ့26စက္ကန့်ပြလူသားတွေရဲ့အမြန်ဆုံးဆိုင်နေထားတဲ့နှုန်းကကြတော့58မိနစ်နဲ့20စက္ကန့်ပေါ့နော်အဲ့တော့သူကလူသားတွေထက်9မိနစ်နှုန်းပိုမြန်နေရဗျကျွန်တော်တို့ကဒါကဒီလိုပြေးလွှာနေရတော့မောပတ်နေတဲ့အချိန်တောင်မှသူကဒီလက်ဝက်ကိုလင်းဖန်စင်ကြီးနဲ့ကောင်းအောင်လုပ်နိုင်တယ်သူပြေးနိုင်တယ်ပေါ့နော်ဒီနေရာမှာဒီ Honor ရဲ့ဒီ project တွေရသူတို့ကစက်ရုပ်တွေကသူတို့ရဲ့ဒီစင်တာစနစ်တွေနဲ့သူတို့ကပေါ်တူသွားတယ်လမ်းကြောင်းတွေကိုဒီ satellite map နဲ့ချိတ်ဆက်ပြီးတော့သူတို့ကအကြောင်းတွေဖြောက်ပြီးတော့သူတို့ကသူ control ပြီးတော့သွားကြတယ်လို့ပြောနေကြအဲ့တော့ဒီနီးပညာတွေကဒီလောက်ထိတိုးတက်လာတဲ့အချိန်မှာဒီနောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲပေါ့နော်ကျွန်တော်တို့အတွက်မိကုန်းထုတ်စရာတွေအများကြီးရှိလာတယ်ခုဆိုရင်စက်တွေကဒီကျွန်တော်တို့မြန်မာနိုင်ငံမှာမတွေ့ရသေးရပေါ့နော်တွေ့ရဒါပေမဲ့ရှားပါတယ်ဗျဒီ China UK US တို့မှာဆိုရင်သူကဥပမာဖြင့်ကြည့်လိုက်မယ်ဆိုစက်ရုပ်ခွေးနောက်ပြီးတော့ဒီတရုတ်ကဒီဈေးလေးကြီးနေတဲ့နေရာတွေမှာဆိုတော့စက်ခွေသုံးတာတွေ့ကြတယ်ဗျဒါနောက်ပြီးတော့ UK တို့ဒီနေ့မှာနော်ဒီစက်ခွေနဲ့လှည့်နေရာတွေကျွန်တော်တွေ့ရတယ်ပေါ့အဲ့တော့ဒီအနာဂတ်မှာဒီဒီပညာတွေနဲ့ဒီစက်ရုပ်တွေကလူသားတွေကိုဒါစိုးလာနိုင်မလားဘယ်လိုဖြစ်လာနိုင်မလဲဒါတွေကကျွန်တော်တို့အတွက်မျိုးထုတ်စရာအများကြီးရှိလာတယ်ဗျအဲ့တော့ဒီလူသားတွေရဲ့လောက်ဆောင်ချက်တွေထက်သူကကြော်လွန်ပြီးသွားမှာလားပေါ့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်နေ့ကျရင်တော့တပုတ်ဆက်လုပ်ပြီးမယ်ဒီခုပြောချင်တာကတော့ဒီ Honor ရဲ့ဒီဆက်ဆောင်ရေးအကြောင်းပြောချင်တာပေါ့နော်ဒါသူကတရုတ်နိုင်ငံမှာရှိတဲ့ဒီပညာကုမ္ပဏီတွေခြားထဲမှာဒီကောင်ကတော်လေးကိုအခုရေပန်းစားနေကြတာပေါ့ဒီတရုတ်မှာဆိုရင်တခြားဒီသူ့ရဲ့ပြန်ဘက်တွေရှိရပေါ့နော်ဒီဆေးကိုပြန်ထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီပြန်ပွဲနေမှာတော့အများကြီးဝင်နိုင်ခဲ့ကြတယ်ဗျဒါကြောင့်ကျွန်တော်တို့နောက်ထပ်ဘယ်လိုမျိုးဒီဒီပညာအကြောင်းတွေဆက်လက်ပြီးတော့ဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ကစောင့်ကြည့်ရမှာပေါ့ဒါဒီနေ့ဗီဒီယိုဒီတော့ပဲနောက်ကျမှကျွန်တော်ဒီတရုတ်မှာရှိတဲ့ဒီဆေးဝင်နဲ့ပတ်သက်ပြီးနောက်ထပ်ဒီနောက်ထပ်ပြည့်စုံတစ်ခုထပ်တင်သွားအောင်လေဗျ